Hello အားလုံးပဲမင်္ဂလာပါနော်ဖះအဒီဆိုပြီးတော့မနာကိုမေးထားရဲ့ချင်းဒီအတွက်မနာကိုကဖះ ID တွားပြပါရဖြစ်ပါတယ်ပြီးသွားတော့ဖះကဘယ်ဖះမှလည်းမသိရကြောင်းမလို့မြန်မာနိုင်ငံမှာနာမည်အကြီးဆုံးဖြစ်ပြီးတော့မှလူသိလည်းအရန်များတယ်အဲ့ဖះကိုပြောတယ်လုံးဝမသိရသူလုံးဝမရှိပါဘူးအဲ့ဒီဖះကတော့ဟုတ်ပါတယ်ကြိုက်ထီကိုဖြစ်ပါတယ်ဖြစ်ကြိုက်ထီကိုဘာလို့ရွေးချယ်လိုက်ကြလဲဆိုတော့ကြိုက်ထီရဲ့အလှကိုလည်းခံစားသိချင်လို့ပါရှင်အဲ့တော့အတူတူမနက်ကနေအတူတူကြိုက်ထီရဲ့ ID တွေကိုရေးထည့်ကြပါမယ်နော်ကြိုက်ထီရဲ့ ID ဆိုတော့မြန်မာဝန်ဆက်လေးဝတ်ထားပါတယ်အနောက်ကတော့ဖဲပြားလေးနဲ့စပင်ကိုလည်းတက်ရက်လေးလည်းထားပေးပါရှင်အဲ့ဒါဆိုလို့ရှိရင်တော့အတူတူ ID ထည့်ကြမယ်ကဲအဲ့ဆိုလို့ရှိရင်နော်အတူတူမီနူရဲ့ဝင်မယ်ပြီးလို့ရှိရင်တော့ post ထဲဝင်မယ်ပြီးရင်တော့ search by post ID ဆိုပြီးတော့အဲ့ဒါတွေ့လိုက်မယ်အဲ့ဒါတွေကိုဝင်ပါမယ်ကဲအဲ့ရအဲ့ရိုက်ထည့်ကြပါမယ်ဒီလိုအများကြီးတော့3 5 1 6နဲ့50 4 5 1 9 6 5 5ပေါ့နော်ဒါပါပဲโอเคကြိုက်ထီယိုးစီဒီဆိုပြီးတော့အဲ့မှာရှိပါတယ်အဲ့တော့ download ပါမယ်ခဏဆက်မယ်ပေါ့နော်ဟုတ်ပါတော့အဲ့ဆိုငါဘလို့အဲ့ရမယ်အဲ့လေဒီတော့အဲ့ကဲအဲ့ဆိုရင်ရောက်ပါပြီကြိုက်ထီယိုးစီဒီပေါ့နော်ကဲအဲ့တော့မြေကိုနဲ့တူတူသွားကြပါမယ်ဒီဟာကြီးလည်းမသိဘယ်ဘက်ကတက်ကမှလည်းမသိလို့ပဲတခါမြန်ဘူးကြိုက်ထီယိုးဆိုဘယ်ကနေတက်ကမှလဲရုပ်ကြပါကြိုက်ထီယိုးမှာအော်ဒီနေ့တက်ကမှာဒီမှာပေါ့နော်ဒီမှာပါရှင်ကြိုက်ထီယိုးဆိုရဲဘုံမုတ်လေးနဲ့ပေါ့နော်အဲ့တော့တူတက်ကြပါမယ်ရှင့်တက်လေကားပေါ့နော်အဲ့ဆိုတော်တော်တက်ကမှာပေါ့နော်ကြိုက်ထီယိုးသွားရင်ကျွန်မတစ်ခါမှမရောက်ဘူးဆိုဒါဂိမ်းထဲမှာမို့ပြေးနေတာအပြင်မှာပြေးရင်တော့အမှချော်လဲပြီးတော့တီးမှာပဲအိုးကြည့်ပါဦးရှူခင်းရလာလိုက်တာကြည့်အောင်ကြိုက်ထီယိုးပေါ့နော်ဒါကတော့ကြိုက်ထီယိုးပါဟိုမှာကြိုက်ထီယိုးစီဒီကိုတွေ့နေရပါပြီခင်ဗျာကြည့်အောင်ကြိုက်ထီယိုးစီဒီကတော်တော်တက်ပယ်သီလားဟိုဂိမ်းထဲမှာတော့တော်တော်တက်ပယ်တာဆိုအပြင်မှာဘလောက်တောင်မှတက်ပယ်နေမလဲမသိဘူးမဆိုပန်းအိုးလေးနဲ့ထိုးထားအော်ဒီမှာပူဇော်လို့ရရပေါ့နော်မလေးပြုတ်ကြတော့လေကဲဒီမှာဒါတော့ကြိုက်ထီယိုးစီဒီပါရှင်အမိကက်ကြည့်ရပါတော့အဲ့တော့ငါတို့ဖះကိုဥထားလိုက်ပါဦးမရှင်အဲ့တော့ငါကိုဖះကတော့ပြီးရင်ပြန်လာခဲ့ပါမယ်ကဲဖះကတော့လုပ်ပြီးပါပြီရှင်ဖះကတော့လုပ်ပြီးပြီဆိုတော့တူတူဟိုဘက်တေကိုတွားကြည့်ကြမယ်ပေါ့နော်မဆိုးပါဘူးကြိုက်ထီယိုးစီစောက်တဲ့သူကလေတော်တော်လေးဟိုမှာဟိုပါလို့တယ်ဒီမှာဆိုရင်တော့မုတ်တီပေါ့နော်ကတ်ထားတာတော့မသိဘူးတခါမှမရောက်ဘူးလေဒီမှာဆိုရင်ပန်းအိုးလေးနဲ့မုတ်လေးတွေပေါ့နော်ဒီကကြတော့ခေါင်းလောင်းပေါ့နော်ခေါင်းလောင်းကတော့တီးလိုက်ပါမယ်လေခေါင်းလောင်းလေးလေးအဲ့တော့ခေါင်းလောင်းတီးလိုက်ပါမယ်ရှင်ကဲခေါင်းလောင်းလေးလေးတီးပြီးသွားပါပြီရှင်ခေါင်းလောင်းရလည်းအကြီးပဲထုရဲ့တူလေးလည်းမမထားထားရမှာနော်အဲ့တော့ဒီကနေဆင်းရမယ်နဲ့တူပါရဲ့အဲ့တော့ဒီကနေပဲဆင်းလိုက်တော့မယ်ပေါ့နော်ဆင်းရမှာလားဒါဘယ်ကိုသွားရမှာလဲအော်ဆင်းရမှာအော်ဒီကိုသွားရမှာဒီလိုလားမသိဘူးမရဘူးတော့သူမှာဆိုအေးပြုတ်ကြမှာဆိုရတယ်ကျုံဟဲ့တို့ရလေအဲ့လိုမျိုးစီရတအားဟိုမှာတက်ပယ်ဒါမျိုးတစ်ခါမရဘူးလို့ခိန်းနေမှာပေါ့နော်တွားကြည့်ရှင်နိုင်ရဲ့ဖះ ID လို့ပြောထားလို့ပေါ့နော်တွားကြည့်ရှင်နိုင်အကြောက်ပါရှင့်ပေါ်တက်ကြည့်လောက်မယ်အဲ့လိုပဲမြန်မာဆန်ဆန်လေးပဲပေါ့နော်အဲ့တော့မိနကိုနဲ့အတူတူကြိုက်ထီယိုးဖះကြီးကိုဖိုးမြုံလိုက်ကြရနော်အခုဆိုလို့ရှိရင်လည်းပေါ့နော်ကြိုက်ထီယိုးဖះကြီးတအားကိုတပယ်ပြီးတအားကိုလည်းလှပါလေမကြည့်အပြင်မှာလေးတခါမမြင်ဘူးသိလားအစားတောက်လေးရတော့ကက်လူထားတယ်နဲ့ဒီတိုင်းမှာပန်းအိုးလေးနဲ့စားတောက်လေးတွေနဲ့မကက်လူထားပေးသေးတယ်
ဒီကနေလည်းဖူးမြော်လို့ရတယ်လို့ဟိုအနီးကပ်ကနေလည်းဖူးမြော်လို့ရတယ်ပေါ့နော်ကဲအဲ့ဒီတော့ဆင်းပါပြီဆင်းတော့မယ်ပေါ့နော်ဒီကနေဆင်းရမှာလားဘယ်ကနေဆင်းရမှာလဲဒီကနေရောမဟုတ်လားဟိုကဆင်းရမှာကဲဆင်းတော့ပါဒီကနေပဲကျွန်မရှင်တို့ပြပြလိုက်တော့မယ်နော်အဲ့တော့ခုန ID လေးကိုထပ်ပြပေးကမလားမသိဘူးဒီမှာပါနော် ID လေးကို screenshot ရိုက်ပြီးတော့အခုပဲကြိုက်ထီရိုဖျားကိုမြင်ကုန်းနဲ့တူတူသွားဖူးကြပါမယ်ရှင့်အဲ့တော့ဖျားဖူးကလည်းကုသိုလ်တစ်မျိုးပဲပြီးလို့ရှိရင်တော့ကိုမမြင်ဘူးလို့တကယ်မှတပ်ပဲလို့လည်းထင်မှာပေါ့နော်အပြေကအတိုင်းနဲ့အရင်ရောမတူပေမဲ့ပေါ့နော်ဒီလိုမျိုးတွေ့ရတာဂျပန်ဆာကူရာခိန်းထဲမှာလိုမျိုးဖះကိုတွေ့ရတော့တအားကိုတက်ပေပါလေအဲ့တော့ကျွန်မ screen shot လေးနည်းနည်းပါရိုက်ပြီးတော့ပေါ့နော်screen shot လေးပါလေးရိုက်ပြီးတော့အခုပဲသွားပြီးတော့မှတပ်ပေလိုက်ပါတော့သွားဖူးလိုက်ပါရှင်ကျဲရုံမြောက်ပွဲသူဆိုလို့ရှိရင်လည်းပေါ့နော်လောအောင်မှအဆင်ပြေပေါ့နော်ဒီမှာပါရှင်အရန်ဟိုမှာလေးတက်ပေတော့ပဲဟိုနားမှာလည်းခေါင်းသားရှိရပေါ့နော်တကယ်လည်းတက်ပေပါတယ်ဟိုပေါ်မှာအပေါ်မှာတော့ပေါ့နော်ဖျားစီဒီလာမသိဘူးအဲ့ဒါလေးရှိပါတယ်ကဲအဲ့တော့အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုလည်းချစ်ပါတယ်ရှင်ဘိုင်ဘိုင်ပါရှင်